ခုဆိုရင်တော့ပထမပိုင်းမိနစ်90ကတော့စတင်လိုက်ပြီဖြစ်ပါတယ်နောက်ပြပေးရညီမသေးအေးရမရလာပြီလက်ကင်နေဒီနေ့ပွဲစဉ်ညီမသေးရရှိတဲ့အပိုင်နယ်ဆုံးခွင့်ရလည်းဖြစ်ပါတယ်ဒီရက်မှာရှိနေတဲ့နန်းခိုင်စင်မြေရဲ့အသင်းပေါ်စားမရဲ့ပြင်လည်ချထားပြီးတဲ့ပိုလုံးကိုတော့လူချွတ်ကန်ဝန်းတော့ရခဲ့ရလည်းဖြစ်ပါတယ်ဒါပေမဲ့အဆုံးသက်ကန်ချက်ကတော့လူချက်တော့များနေခဲ့ပြီးတော့ကိုအောင်နေတော့တော်လီလွဲသွားခဲ့ရလည်းဖြစ်ပါတယ်ဒီပွဲစဉ်မှာတင်ရရှိရဲ့ကောင်းမွန်သောအခွင့်အရေးလို့ကျွန်တော်တို့ဆိုရမှာဖြစ်ပါတယ်လီရှာဘေဂျန်နေပဲအရွယ်တော့ပေးလာပြီးကောင်းတိုက်တယ်ကောင်းလိုက်ထားခဲ့တဲ့တိုက်စစ်ကဘာဖန်နေတဲ့ရဲ့ကောင်းလိုက်ချက်ကတော့ကိုပေါင်းနဲ့အတိအတာပဲလွဲခဲ့ရလည်းဖြစ်ပါတယ်အိန္ဒိယမျိုးသမီးစက်ကွန်သိန်းရဲ့ကိုပိုင်နိုင်တဲ့အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်ဘေဂျန်နဲ့လီရှာပေးဖို့တဲ့ဘောလုံးကကောင်းမွန်ခဲ့သလိုဒီထဲမှာရှိနေတဲ့ဘာဖန်နေတဲ့စီကိုဘောလုံးကရောက်ခဲ့ပေမဲ့လည်းအဆုံးသက်ကောင်းတိုက်တဲ့ဘာဖန်နေတဲ့သူရဲ့ကောင်းလိုက်ချက်ကတော့ထိချက်လွဲခဲ့ပြီးတော့ဘောလုံးကကိုပေါင်းနဲ့အတိအတာကိုလွဲသွားခဲ့ရလည်းဖြစ်ပါတယ်ကြော်ရမြဘောလုံးရှိကိုတဲလာတယ်ခင်ဗျဖိုးတို့ပဲနောက်တစ်ယောက်ထက်ကြော်ဖို့ကြိုးစားခဲ့ရမှာတော့အိန္ဒိယတင်ခန်းစစ်ကပြန်လည်တားဆီးနိုင်ခဲ့ရလည်းဖြစ်ပါတယ်ညတင်မဲရှိုပေးတာမြဘာမှလိုက်နေတယ်ဘာမှမဲ့တယောက်ကြော်တယ်မြလက်ကင်နေကိုပြီခင်ဗျဒီမှာအတင်းအမောက်တော့အိန္ဒိယမျိုးသမီးယူစက်ခွန်အတင်းကောင်းကောင်းကြီးကိုတော့အသုံးချခဲ့ရလည်းဖြစ်ပါတယ်စာပြုတ်ခဲ့ပြီးတော့ခွန်းလင်ရနေရီဒီမာ TV ပေးတဲ့ဘောလုံးတော့ဘာမှကိုသမားကိုပါကြော်ပြီးတော့ပြင်မယ်တင်းကိုဘုတ်ထဲကိုလွတ်လွတ်ချွတ်ချွတ်ကိုကန်သွင်းပြီးတော့အိန္ဒိယမျိုးသမီးယူစက်ခွန်တဲ့တော့ဥဆောင်ကိုတော့ရယူခဲ့ရလည်းဖြစ်ပါတယ်လင်မြန်လာတဲ့အိန္ဒိယမျိုးသမီးစက်ကွန်သိန်းရဲ့တိုက်စစ်စတင်မှုတော့မြွေတွေ့ခဲ့ရပြီးတော့ရလာတဲ့တမန်တိုက်စစ်အခွင့်အရေးတွေတော့ဒီနေ့ပွဲစဉ်မှာမြန်မာမျိုးသမီးစက်ကွန်သိန်းရဲ့ခန်းစစ်ကိုတောက်လျှောက်ပွဲစားတွေရဲ့ဒုက္ခပေးနေခဲ့တဲ့ဘာမန်သူကိုယ်တိုင်ပဲအသင်းတော်ဥဆောင်ကိုတော့ပွဲသားချင်း38မိနစ်ရောက်မှာတော့စတင်သွင်းပေးခဲ့ရလည်းဖြစ်ပါတယ်နဲ့နေမြန်မာမျိုးသမီးစက်ကွန်သိန်းရဲ့ခြေစွမ်းတော့ပြည်သက်တွေပြင်ခြားတော့သူတွေလည်းခါရောက်ပြီးတော့ကိုနေမှာတော့အားပေးနေခဲ့ကြရလည်းဖြစ်ပါတယ်။ရောပေးတာပိတ်တယ်။ကိုပြန်ပြီမြောင်းဒီချိန်မှာလည်းအိန္ဒိယမျိုးသမီးစက်ကွန်တင်းရဲ့ဒုတိယမြောက်ဥဆောင်ကိုသူယူပေးခဲ့တာတော့ပထမဥဆောင်ကိုတွင်းပေးထားတဲ့ဘာမန်ပဲဖြစ်ပါတယ်။ဘာမန်ရဲ့ခြေစွမ်းတွေကိုမျိုးသမီးစက်ကွန်တင်းရဲ့ခန်းစစ်ထိန်းချုပ်ဖို့တော့အတော်လေးခက်တွေ့လို့နေခဲ့ပြီးဒီချိန်မှာလည်းတောင်မန်းနေပေးဖို့တဲ့ဘောလုံးကိုအရွယ်ထဲမှာအသင့်ရှိနေတဲ့ဘာမန်တော့နီကအပိုင်နယ်ဆုံးပိတ်သွင်းပြီးတော့အိန္ဒိယမျိုးသမီးစက်ကွန်တင်တို့ကဒုတိယမြောက်တွင်းကိုတော့ရယူပေးခဲ့ရလည်းဖြစ်ပါတယ်မဲရှုကတပေးထားပြီရှင်တန်ဖြူစင်ပြုံးဘာလို့လိုက်လံဆဲခုအကျိုးစားခဲ့မယ်လဲပြုံးမှုကများနေခဲ့ပြီးတော့ရမခန်းစင်းနဲ့ကိုသမားပြန်လဲထိန်းချုပ်ရယူသွားခဲ့ရဖြစ်ပါတယ်ဒီချိန်မှာတော့ရှင်တန်ပြူစင်ပြုံးခွင့်ရဖို့အချိုးသားရင်းနဲ့လဲကျခဲ့ပြီးတန်ရပြဿနာနည်းငယ်နဲ့အကျုံတွေ့ခဲ့ရလည်းဖြစ်ပါတယ်ရှင်တန်ပြူစင်ပြုံးကတော့2026အာရှဖလားခြေစစ်ပွဲမရောက်ခင်ရရှိမဲ့ပွဲစဉ်တွေမှာတော့ပွဲစဉ်နှစ်ပွဲလုံးကိုတော့တွင်းကိုတွေသွင်းပြီးတော့ခြေစွမ်းပြထားတဲ့ကစားသမားတူဖြစ်ပါတယ်ဒါပေမဲ့ဒီပွဲစဉ်မှာတော့ဒီမှာအနေနဲ့လက်ရှိချိန်ထိတော့တွင်းကိုသွင်းထားနိုင်ခြင်းမရှိသေးရပဲဖြစ်ပါတယ်ဒီမှာတော့ရှင်တန်ပြူစင်ပြုံးတန်ရပြဿနာနဲ့ကြုံတွေ့ခဲ့ပြီးတော့ကွင်းပြည်တီထွက်ပြီးတော့စေကူတာမှုခံယူရမယ့်အနေအထားတွေကိုမြင်တွေ့နေကြရလည်းဖြစ်ပါတယ်